ကမှာ Oh my god ကျုံနောက်တစ်ချက် Oh my god နန်းစော့ကျွေးပြီဗျာကျုံတိုက်ထားတယ်ဘယ်သူညာသူ Oh မရတော့ Oh ကျုံ right ခုလက်ခုအပခန့်ရော Oh my god right ခုကျွေးထားပြီ non stop pressure ပေးထားပြီမြန်မာဖိုက်တာ2ဦးပါဝင်ရှင်ပြိုင်ထိုးတက်ခဲ့တဲ့ညကအလဲထိုးပွဲစဉ်ကျင်းများစုစည်းမှုကဲအားလုံးပဲမင်္ဂလာပါဗျ JDS channel မှာမျိုးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ One Friday Fights 140ဆိုတဲ့ခေါင်းစဉ်အောက်ကမြန်မာဖိုက်တာ2ဦးအနေနဲ့ပါဝင်ရှင်ပြိုင်ထိုးတက်ခဲ့တဲ့ညကတကယ့်ကိုအလဲထိုးတွေနဲ့ကြီးပဲအနိုင်ရယူပြတ်သွားခဲ့ပြီးဘောနဘတ်3သိန်းခွဲရယူတွားနိုင်ခဲ့တဲ့ပွဲစဉ်တွေကိုပါဒီကနေ့မှာပိတ်သက်တွေနဲ့အတူတစုတစည်းထဲမှာပဲပွဲစဉ်တွေကိုအဆအဆုံးလေ့လာကြည့်ရှုသုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့စလိုက်အောင်ဗျ။ပထမဦးဆုံးအနေနဲ့ကြည့်ရှုသွားပြီးမဲ့ပွဲစဉ်ဟာဆိုရင်တော့One Friday Fights 140က Bantamweight Kickboxing ပွဲစဉ်ကျတဲ့ပွဲလေးပဲဖြစ်ပါတယ်။ဘောင်းဘီအဝါနဲ့ဖိုက်တာတော့ဂျပန်ကဖိုက်တာဖြစ်ပါတယ်။အမဲနဲ့ဘောင်းဘီအမဲနဲ့ဖိုက်တာတော့ထိုင်းကဖိုက်တာဖြစ်ပါတယ်။ ထိုင်းဖိုက်တာရဲ့နာမည်ကတော့ချောလန်ခိုးလို့ခေါ်တယ်ဗျ။လက်ရှိချိန်မှာအသက်ကတော့20နှစ်ရှိပြီးအရက်ကတော့9ပေနဲ့17လက်မှာပါ။ဂျပန်ဖိုက်တာရဲ့နာမည်ကတော့ Rama လို့ခေါ်တယ်အသက်ကတော့20နဲ့တနစ်9ပေ8လက်မှရှိပါတယ်အရက်ပေါင်းနိုင်ရှင်ကြည့်လိုက်မယ်ဆိုတော့ထိုင်းဖိုက်တာအနေနဲ့တာတယ်ကဲကစ်ဘောက်ဆင်ပွဲလေးကျွန်တော်တို့ပေါ်လိုက်အောင်ဗျဒါ clinch ဆွဲလို့မရဘူးချိန်ဖမ်းလို့မရပါဘူးဒီတထောင်တုံးလို့မရအောင်ဗျဒူတော့ရတယ်ကဲ1 2စပြီးမှဖိထားရထိုင်းဖိုက်တာအနေနဲ့ဖြောင်းလက်သီးတွေမစိုးကောင်းတယ်ဂျပန်ဖိုက်တာကောင်းတာကျွန်တော်ဘယ်လက်သီးတွေဒူးတိုက်ချက်တွေတုံးထားပြီးအကဲထိခံထားရတဲ့ကျိုးဝင်နေထားကကောင်းတယ်ဘယ်ဝိုင်းလက်တီတော်တော်လေးကောင်းတယ်ဗျအဝင်ထွက်မှန်တယ်ဂျပန်ဖိုက်တာဂျက်ကစားလာမြင်တယ်1 2ပေါ်ကဲတပင်မှာဂျက်နိုင်ထားတယ်အိုးမြင်ချက်ပြန်ဂျက် response လုပ်တဲ့ချိန်တော့တိတ်မရလိုက်ဘူးဘော်ဒီနိုင်ထားတယ်ဘော်ဒီကဲဘော်ဒီကဲဘတ်ထိုင်းဖိုက်တာမွေးထိုင်းဆန်နေဗျသူ့ရဲ့ဒီတပ်ပေါက်နေထားကြည့်လိုက်မယ်ဆိုရင်တော့တစ်ဖက်ကတော့ဂျပန်ဖိုက်တာတော့ quality ပုံစံမျိုးပေါ့နော်ကဲဘလုံးကချတယ်ဖူအဓိကအခြေခံပြီးကစားနေဗျခုံဆော့လေးနဲ့တော့ဂျပန်လေးကစားနေပွဲစဉ်ကသူတို့တပ်ပေါက်တွေကတိတ်တယောက်နဲ့တယောက်အရင်ကြီးကွာလာမျိုးမတွေ့ရအောင်ဗျဒီတပ်ပေါက်နဲ့ကစားနေဆိုရင်ဒါဂျပန် quality အခန်းပုံစံနဲ့ကစားနေဆိုတော့တော်တော်လေးကိုသိမြင်နိုင်တယ်ပေါ့နော်။ဟောတကယ်လက်ခုကြီးဝင်ထားတယ်။ချက်မြန်နေပြန်ထောက်ချက်လေးတွေ။ထိုင်းဖိုက်တာနီကပူပြီးတော့မှကျွန်တော်တို့ဒီညာဝိုက်တွေပြစ်သွင်းဖို့ကြိုးစားနေတယ်။ဘယ်ဝိုက်ညာဝိုက်တွေစပြီးတော့မှတုံးနေပြီ။နီကန်ချက်ကောင်းတယ်ဗျ။အဲ့တော့ဒီပွဲစဉ်အောင်ဆိုရင်တော့နာဘီကိုတိုင်းထိုင်းဖိုက်တာကိုဒါလိုက်အောင်ကြည့်ချက်ပေးခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။လင်ကန်ချက်ထိထားတယ်ဟက်ကဲကောင်းတယ်ချင်းမြင့်လေးတွေမစိုးဗျဂျပန်ဖိုက်တာနေနဲ့ကောင်းတယ်ဟက်ကဲဒီနေ့ပဲဝင်ထားတယ်တပီတော့မှကျွန်တော်ညာဖြောင်းလေးတွေထိထားနေဗျထိုင်းဖိုက်တာနေနဲ့ကောင်းတယ်ဟက်ကဲချီကန်ချက်လေးကျွန်တော်ထိချက်လေးတွေပြင်ပြီးတော့မှရလာတဲ့အနေထားတစ်ခုမျိုးတွေ့ရတယ်ဗျာထိုင်းဖိုက်တာနေနဲ့โอเคလက်ခုထိခံထားရတယ် body နှိုက်ထားတယ်ဂျပန်ဟိုးကောင်းတယ်လက်ခုကျုံ1 2ဝင်ဟက်ကဲကဲ round 1ပြီးသွားပြီဗျာကျွန်တော်ရဲ့မြင် round 1မှာဂျပန်ဖိုက်တာနေနဲ့ထိချက်အလီလွင့်အနေငယ်လေးရှိခဲ့တယ်ဆိုပေမဲ့သူကထိချက်ပိုင်းထိုင်းဖိုက်တာလည်းတာခဲ့တယ်။ဦးကျုံဘော်ဒီထိုးချက်တော်လေးကိုအချိန်ယူပြီးမှထိုးတဲ့ပုံစံမျိုးဟက်ကဲကောင်းတယ်ကျုံကောင်တော်လေးကစားတော့တီးတက်တယ်ဗျ။ Oh my god လိုဘလိုနဲ့ကျွန်တော်ညာဖြောင်းကျွေးလိုက်တယ်။ကဲဖောင်းတော့တဲ့အပိုင်းလေးကိုကျွန်တော်ကြော်လိုက်တယ်ပေါ့နော်။နည်းနည်းလေးကြာလို့ Okay ဒါတော့ပြန်ပြီးတော့ recovery ဖြစ်ပြီးထိုးတဲ့အနေထားပါဟက်ကဲ你ကန်ချက်ကန်ထားတယ်အပါတယ်ဗျာသူကန်ချက်တွေကဘော်ဒီဒီကန်လိုက်တယ်ညာချက်โอ้ဘော်ဒီထိုးချက်တွေလာတယ်ဗျာလိုင်းနီးတွေခုံလာပြီ
ထိုင်းဖိုက်တာနေနဲ့ဟက်ကဲကောင်းလာလေးတော်တော်လေးမြင်တယ်1 2တွေပြစ်သွင်းလိုက်တာထိချက်လေးရခဲ့တာမျိုးတွေ့ရတယ်ဗျစပင်ဘက်ဖက်ပြန်တုံထားတယ်ညာဝိုက်ထိထားတယ်ထိခံထားရတယ်ဂျပန်ဖိုက်တာနေနဲ့ဟက်ကဲပြန်ပြီးကောင်းလာကျွေးထားတယ်โอ้ flying knee ကောင်းတယ်1 2ဝင်ထားပြီညာချက်နဲ့နည်းနည်းအလီလီဖြစ်သွားတယ်ဗျာနှမျိုးကိုကောင်းတယ် Hackness Spin Buffet 3ခါလောက်တော့3ပြီဗျာ Time Fighter အနေနဲ့နီကဲ body kick ကန်ထားတယ်ညာဖြောင်းချက်နိုင်ထားတယ်ဗျာကဲတက်လုံးတော့နည်းနည်းလေးကြာလာပြီလူဘလူးထပ်ပြီးကန်ပြီးသွားတယ်ကဲထုံးစံတိုင်းပဲဗျာကြော်လိုက်ပါပြီလူဘလူးနေရာလေးကိုဒီချင်းနဲ့ကန်ထားတယ်ကိုမသွေးလုံးတွေကောင်းနေဗျဂျပန်โอ้နောက်တစ်ချက်3ခါရှိပြီပေါ့နော်ဘော်ဒီကကောင်းနေထိုင်ဖင်တာဂျပန်နည်းနည်းလေးစိတ်တူသွားနေဗျလုံးလုံး3ခါလောက်ကန်ခံထားရဆိုတော့ right hook စတိုက်ထိခံထားရတယ်ကျုံးပြီဗျဂျပန်ဖိုက်တာ flying knee ဝင်ထားတယ်ချီအို body combo hack it ထောက်ကန်ချက်ကျုံးပြီ combo တွေဝင်ထားတယ်လက်ခုကြီးစားတွေဝင်ထားပြီဗျအိုး spinner fit တွေရောရှောင်သွားတယ်ဒုတိုက်ချက်ဝင်ထားတယ်ထပ်ပြီးကန်ထားတယ်ကဲ round 2ပြီးတော့ final round ဖြစ်ပါတယ်အရန်ကိုရေးကြီးတဲ့အချီပေါ့နော်သူရဲ့ဒီ bike ကိုကန်တဲ့ထောက်ကန်ချက်တွေကထခီရူကန်တဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်တတိတော့ထားမယ်ဗျာဒီကန်ချက် body တွေကျွန်တော်နိုင်ထားသေးတယ်ကောင်းတယ်ကွန်ဘိုလေးတွေတစ်ပတ်ကမန်လေးကစားနေဗျာ Time Fighter body kick မိမိရထိအောင်ကစားတယ်ဘိုက်ကိုအဓိကချနေသူဒူတိုက်ထားနေအိုးဘိုက်ကိုပဲထပ်ပြီးနှစ်ချက်ရှိပြီကျုံ body ထပ်နိုင်ထားတယ်အိုးလက်ခုထပ်ပြီးလက်ခုကျွေးထားတယ် pressure ပေးတော့ဗျာအနေထားတော့စိုးရင်ရတယ်ဒူတိုက်ထားတယ်နီးကမှာ oh my god ကျုံနောက်တစ်ချက် oh my god နန်းစော့ကျွေးဗျာကျုံတိုက်ထားတယ်ဘယ်ဒူညာဒူ oh မရတော့ဘူးကျုံစောက်ခွက်တွေရောတွားပါပြီတခါလေးကိုကျုံပလက်လန်အိပ်ပျော်သွားခဲ့တယ်ဗျာကဲကျန်းချက်ဗျာကျုံသူကလက်တီးကိုအယောင်ပြပြီးတော့မှဒူးတွေကျွန်တော်ဘယ်ဒူးညာဒူးစက်တိုက်ကျွန်တော်နောက်ဆုံးဒီမျက်နှာတစ်ချက်ပါတိုက်ပြီးလိုက်ရပေါ့နော်တော်တော်လေးကောင်းတယ်ဗျโอเคနောက်ထပ်ပွဲစဉ်တစ်ပွဲကိုတွားလိုက်အောင်ဗျဒီပွဲစဉ်ဟာဆိုရင်လည်းကျွန်တော်တို့ kick boxing ဒါ flyweight kick boxing ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဒါအပြာတောင်းအပေါင်းပြီးဖြူနေဖိုက်တောင်းတဲ့ဂျပန်ပါRatsu Sashita လို့ခေါ်တယ်ပေါ့နော်အဲ့တော့ငါးပြီရှင်းလမရှိပြီအသက်ကတော့23နှစ်ပါ1မှာတော့အခုပွဲစဉ်ကတော့ပွဲဥထွက်ပွဲစဉ်ဖြစ်ပါတယ်ကဲလူကလေးစတိုက်ကန်ထားတယ်အပြန်လန်းချက်လီနိုင်ထားတယ်အနီတော့ကဘောင်းမီမဲနဲ့ဖိုက်တာရုရှားကပါ23နှစ်ငါးပြီ6လမရှိပါတယ်1မှာတော့3ပွဲထိုးတက်ထား3ပွဲစလုံးရှုံးနေထားတယ်ဗျဟုတ်တယ်ဗျာကျုံဂျပန်မျက်နှာတစ်ဖိုက်တာချက်လီနိုင်ထားတယ်ပထမပွဲစဉ်နဲ့ဒီပွဲစဉ်ကြည့်လိုက်ပြသူတို့ကစားပေါက်တွေကနည်းနည်းလေးစင်တရားအောင်ရှိတယ်ဖူးဝချီခံတယ်အဲ့တော့ဒီဖိုက်တာကတော့ gap ပို့ပြီးတော့လုံတဲ့အနေထားမျိုးရှိတယ်ဗျဂျက်ဒီတော်တော်လေးမြင်တယ်ထောက်ကစားတာပကရုရှားဖိုက်တာအနင်းကန်ချက်လေးအဓိကကန်ထားတယ် right ခုတွေကျွေးထားပြီးပြန်လန်းဂျက်မြင်တယ်ပြန်လန်းဟို1 2တွေဝင်ထားပြီးရုရှားဖိုက်တာရဲ့နာမည်ကတော့ဒန်နီလာဗက်ဆလင်ကင်းလို့ခေါ်တယ်ပေါ့နော်လောက non stop ဖိအားပေးတာမျိုးမဟုတ်ဘူးဗျဒါဒီ right jet တွေပြီးပြီဆိုရင် look at လေးတွေနဲ့ဆန်းထားလေးတာမျိုးတွေ့ရတယ်အရက်မောင်းမှာဂျပန်ကလုံးဝတာတယ်ကဲလူဘလူးထိသွားတယ်အဲ့ဘိုင်းကိုကြော်လိုက်တယ်ဒီပွဲကလည်းနာပြီးကိုယ်တိုင်ကျွန်တော်ရုရှားဖိုက်တာကိုဒါဝင်းရကြည့်ချက်ပြီးခဲ့တဲ့ပွဲပါနော်ဒူးကောင်းတဲ့ဒီကမှာခက်ချီရီကန်ဟာအတွင်းခက်တွေကန်ဟာနေမစိုးဗျ
နိုင်ငံချက်စတက်ကန်ထားတယ်ဂျပန်ရဲ့ဒီညာဝိုက်တွေကတော်တော်လေးအားပါတယ်ချက်ကစားတာတော်တော်ကောင်းနေဗျ distance တိုင်းပြီးတော့မဟုတ်အိုး right hook ထိနေတော့မလွယ်ဗျကဲ right hook ထိထားတယ်ဘယ်ချက် body နိုင်ထားတယ်ကောင်းတယ်ဒူဝင်ထားပြီအိုး right hook body နိုင်ထားတယ်ကျုံတော်တော်ကောင်းနေဗျာ body ထိုးချက်တွေ body ထပ်ပြီးနိုင်ထားတယ်ဒူတိုက်ထားတယ် right hook ကျွေးထားပြီကျုံကဲမစင်တချင်းရေတွက်ခံထားရပါပြီသူတို့ပြင်ဘိုက်မှာတော်တော်လေးကျွန်တော်ထိချက်တွေခံထားရတယ်ဗျကဲခံလာတော့ခဲ့နေဗျာအချိန်သာနည်းနည်းလေးနောက်ဆုံးလိုက်ရင်ပထမချိန်ကနေပွဲကလုံးဝပြတ်သွားနိုင်တယ် body ထပ်နိုင်တယ်ကျုံအဓိကကျွန်တော်သူကစားတော့တဲ့ပုံစံကဒီထိချက်တနေရာထဲကိုကျွန်တော်ခြေကန်နဲ့ထိအောင်ကန်နေပြီးရင်ကျွန်တော်လက်သီးတွေနဲ့လည်းထိအောင်ပြန်ပြီးတော့မှထိုးတယ်ပေါ့နော်အဲ့လိုမျိုးအနေကန်ချက်ကန်ထားတယ်ကဲအစောပိုင်းကျွန်တော်ထိတဲ့ဒီဘိုက်ကိုပဲပြန်ပြီးထိုးတာမျိုးတွေ့ရတယ်ဗျတော့ဥတီချက်ကကြည့်ဦးတနေရာထဲမှာကျွန်တော်တို့ဒီအဓိကတိုက်ခိုက်တာမျိုးတွေ့ရတယ်ခြေကန်ဆိုတဲ့အဲ့ဒီနေရာကိုအဓိကကန်နေပေါ့နော်နေကန်ချက်ခွေးရောရှာနေတယ်အိုးကွန်ဘူရီကောင်းနေတွေ့တယ်ဗျကျုံဒူတိုက်ထားတယ် right ခုကျွေးထားပြီကျုံမျက်နှာစက်တုံကြီးဖြစ်နေဗျ Russian fighter နေနဲ့အိုးကျုံဝန်လုကေရလိလာခြေထောက်နည်းနည်းထုံးနေတော့ဖြစ်နေပြီကဲဂျပန် fighter ကျွန်တော်အဲ့ဒီခြေကန်ချက်ကိုပြန်ပြီးတော့မှကံမဲ့အနေထားမျိုးတော့ရှိတယ် right ခုကျွေးထားပြီထက်ကန်ထားတယ်ခြေထောက်ကို body လိုက်ထားတယ်ကျုပ်ကောင်းလို့လေဗျာလိုက်ချက်တယ် Russian fighter ကောင်တာလေးမစိုးရသူကလည်းပြန်ပြီးတော့မှလိုက်ထားတယ်အိုးကျုံ right ခုလက်ခု uppercut ရော oh my god right ခု straight ထားပြီ non stop pressure ပေးထားပြီအိုးနည်းနည်းလေးလိုတယ်ဗျာအဲ့ဒီထိချက်ရပြီဆိုတော့မစိုးဗျာကျွန်တော်မြင်ရကြောက်တော့နိုင်နေရှိတယ် Japan fighter နည်းနည်းလေး PPCC ထိုးလိုက်နိုင်တော့မကောင်းနေဗျဒူဝင်ထားတယ်အော်တော့ရှိတယ်ဗျာ Russian fighter အိုးဘိုက်တွေကျွန်တော်စတိုက်ချက်ဝင်ထားတယ် Russian fighter ကဲ Japan fighter ကျွန်တော်နည်းနည်းလေးအရင်နေဗျာသူ့အနေနဲ့ကောင်တာတွေတိတ်ဂူးမဆိုင်တော့ဘူးအနိကကိုကျွန်တော်ဖိဖို့ကြိုးစားလာတယ်ဘိုက်ကိုအဓိကထိုးထားတယ်ကောင်းတယ်ဘယ်ချက်ဒီကူလက်တီတွေဝင်ထားတဲ့ချိန်မှာကောင်တာတွေပြန်ပြီးကျွေးထားတယ် Japan fighter နဲ့ body အဓိကနိုင်ထားတယ်ချက်ဘယ်ချက်လေးထောက်ထားတယ် oh my god ကြည့်ဦး right ချက်ဝင်တဲ့အချိန်မှာ low kick ကျွေးပြီးလိုက်တယ်ခြေတော်မှတော်တော်လေးနာတော့တယ်ဗျာကြည့်ဦးမရတော့ဘူးကဲပွဲစဉ်တွေကတော့လုံးဝအကျဉ်းမတန်းနေတယ်ဗျဒီဂျပန်နေကျွန်တော်တို့ quality ဆန်ဆန်နဲ့ဝက်ချင်းကပ်ပြီးတော့ကစားတော့တာကတော်တော်လေးကိုမိုက်လုံးတယ်ပထမပွဲစဉ်နဲ့ဒုတိယပွဲစဉ်ကျွန်တော်ရဲ့အမြင်ရဒုတိယပွဲစဉ်ပူပြီးသဘောကျတယ်ဗျကဲကျွန်တော်တတိယပွဲစဉ်တွားလိုက်ရအောင်ပေါ့နော်ဒီပွဲစဉ်ဟာဆိုရင်လည်းကျွန်တော်တို့ flyweight kick boxing ပွဲစဉ်ဖြစ်ပါတယ်မြန်မာ fighter တို့ပေါဝင်ရှင်ပြိုင်ထိုးတက်ခဲ့တဲ့နေ့မှာဆိုတော့ kick boxing ပွဲတွေအများကြီးပေါဝင်ခဲ့တာမျိုးတွေ့ရတယ်ပေါ့နော်ကဲဂျပန်နိုင်ငံမှာကျွန်တော်တို့ပွဲတွေများများဆဆကျင်းပနိုင်ဖို့အတွက်ဝမ်ကအချိန်ယူပြီးတော့မှ kick boxing ပွဲတွေဂျပန် fighter တွေကိုပွဲတယ်ပြီးနေတာမျိုးတွေ့ရတယ်ဗျကဲအဖြူနဲ့အပြာရောင်း fighter တော့ဂျပန်ကပေါ့နော်ဒါဟီရိုကီလို့ခေါ်တယ်အနီတောင်းကဘောင်းမင်းမဲနဲ့ fighter တော့တရုတ် fighter ဖြစ်တယ်ဗျစလာနဲ့ကျွန်တော်ကြုံကြတယ်ကြည့်အောင်ချင်းကြားကြီးလို့ခေါ်တယ်တစ်ဖက်ကတရုတ် fighterတရုတ် fighter 9ပေ30ရှိတယ်အသက်ကတော့ကျွန်တော်20နဲ့9နှစ်ပါတပ်ပေါက်တွေတော်တော်လေးမြင်နေရ fighter တို့ဥစလုံးက1-2 ဝင်နေကျုံဟက်ကဲဂျပန် fighter ပွဲလက်တီးတွေတော်တော်လေးအားပါတဲ့အနေထားပုံစံကအိုး spin back fit ရော right hook counter ပြန်ပြီးထိခံထားရတယ်ထောက်ကန်ချက်ကန်ခံထားရတယ်ဂျပန်ကတော့9ပေ8လက်မရှိပဲအသက်ကတော့20နဲ့3နှစ်ပါတော့ဝမ်းမှာကတော့9ပွဲထိုးတက်ထားပြီး3ပွဲနဲ့2ပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားပါတယ်
အပတ်ခက်တွေချွေးထားပြီးလက်ခုတွေနည်းနည်းလေးကျွန်တော်ကက်ကတော့ချပြီးမှကစားတယ်။အိုးကျုံဒီကုလက်တီတွေဝင်ထားတယ်ဟက်ကဲထိထားတယ်ဗျမစိုးဘူးနေထားတော့ရိုက်ခုတွေချွေးထားပြီးအပြုံးကျုံကြတော့မယ်ဗျအပြန်လန်ရိုက်ခုတွေထိထားတယ်လက်ခုဟက်ကဲไอ้ที่ချက်ที่တော့မလွယ်ဗျကျန်နိုင်ခံထားရတယ်ရိုက်ခုထိထားတယ်ဒူဝင်ထားပြီဟီရိုကီဆိုတဲ့ဂျပန်ဖိုက်တာနည်းနည်းကျွန်တော်အမိုက်ကစားလုံးနေလို့ပြောလို့ရတယ်ဗျသူကတစ်ဖက်ကကောင်တာလေးတိတ်ဂယူးမဆိုင်ဘူးသူမလဲခုလဲပုံစံမျိုးနဲ့ပွဲကိုထိုးတယ်ဒီဖိုက်တာတော့ကက်လာမယ်ဆိုရင်ကျွန်တော်ထောက်ကန်ချက်လေးတွေနဲ့ကောင်တာလေးတွေထိအောင်ကစားတော့တဲ့အနေထားမျိုးတော့တွေ့ရတဲ့အရှောင်းသိန်းနဲ့မစိုးဗျဟိုးဖိထားပြီကြည့်အောင်1 2ဘယ်ဝိုင်းညာဝိုင်းပြန်လန်နေကျွေးနေကြပြီထောက်ကန်ချက်ချီတော့ဖမ်းလို့မရဘူးလေကွာချီဖမ်းပြီးတော့မှကျွန်တော်တောက်ကိုဖြုတ်သွားနေဗျနင်းချီလေးတုံးနေကက်လာပြီဆိုတော့ဒီတီဖိုက်တာကကျွန်တော်အားအကြီးစားတွေထည့်ပြီးကစားလိုက်ဗျသူတို့ရဲ့ဘယ်ဝိုက်ညာဝိုက်တွေတော်တော်လေးအားထည့်တယ်ဒါဂျပန်ဖိုက်တာကတော့ဒီဟာကိုကျွန်တော်ထိချက်မခံရအောင်တော့ကစားတင်တယ်ဗျနေရောက်ရဲ့ကျွန်တော်ပါဝါရတရုတ်ကပုံပြင်းတဲ့အနေထားမျိုးတော့တွေ့ရတယ်ဟိုးကျုံချက်တွေထိထားနေဖိုင်းနီလက်တန်တူတယ်ဗျဒီမှာဘယ်ဝိုင်းညာဝိုင်းလောက pressure ပြီးပြီးကြုံအိုးနည်းနည်းစွန့်စားလုံးနဲ့တစ်ဖက်ကလက်ခုကောင်တာတွေကနေကောင်းတယ်ဗျဘော်ဒီကလက်ရည်တိတ်မကွာအောင်ဗျအဓိကကျွန်တော်တို့ဒီထိချက်ပိုင်းဘယ်သူကတာမလဲပေါ့နော်တရုတ်ကအရမအားတာချက်ရှိတော့သူ့အတွက်ကကစားရတာဒီလက်တီထုတ်ချက်တွေလွှင့်တဲ့အနေထားမှာသူကထိချက်လေးတော့ရခဲ့တယ်ထောက်ကန်ချက်တွေလည်းတော်တော်လေးကျွန်တော်ထိချက်ရခဲ့တာမျိုးတွေ့ရတယ်ဟိုဝိုက်ခုထိခံထားရလိုက်လက်ခုကျွေးထားတယ်ချီအောင်လမ်းပြီးတော့မှဆွဲချုပ်လိုက်လို့ပြအောင်မဟုတ်တော့မလွယ်ဘူးပြန်လန်ကျွန်တော်ဖိအားပေးပြီးရှောင်းတင်းလေးကစားနေဗျနေကန်ချက်ဘော်ကစ်ထိထားနေဂျပန်ဖိုက်တာတခုတော်မာဒီကစားတာတော်တော်လေးကောင်းနေတီယိုဖိုက်တာတစ်ဖက်ကအဝင်ကိုချောင်းနေဗျသူကအဝင်ကိုအဓိကချောင်းပြီးတော့ကောင်တာဝင်နေဂျက်ကစားတဲ့နေရာမှာလေသူကထိမိကျွန်တော်တို့ထောက်ပြီးတော့မှအမိတ်တောင်ကျွန်တော်ကစားသွားတဲ့အနေထားမျိုးတွေတွေ့ရတယ်ကဲ final round โอ้ကိုမတွဲလုံးနေဝင်ကိုကျူးစားနေတယ်ဂျပန်ဖိုက်တာနေနဲ့ပြန်လန်ထိထားတယ်
ဘယ်ချက်တွေထောက်ထားလဲကက်လိုင်းကျွန်တော်ဘယ်ချက်အဓိကထောက်ထားတာဗျဒီဖိုက်တာဒီထောက်ကန်ချက်တွေကန်နေ Oh my god ကျွန်တော်ဒူးတိုက်ချက်ကောင်းတယ် body လိုက်ထားတယ်အဓိက body ဝင်လိုက်တယ်ဗျအဲ့ဒီစောပိုင်းတစ်ချက်ကတော်တော်လေးတော့နာမယ်ဗျလက်ခုလူနဲ့လက်ခုနဲ့ထိချက်လဲတဲ့အနေထားမျိုးရှိပါလေလူက body က အိုးကျုံမရတော့ထင်တယ်ဗျမဲ့သွားပြီလက်ခုကြီးဝင်လိုက်တာစောပိုင်းက Oh my god ဆိုရင်ရတယ်နည်းနည်းဖိပြီးထိုးရမယ့်အနေထား Oh right ခုပြန်ပြီးကောင်းလာကျွေးထားတယ်နည်းနည်းတော့မဲ့သွားပြီဒီဖိုက်တာကျွန်တော်တို့ချိန်နေတော့တိတယ်သူနဲ့ဖိဖို့ Oh my god right ခုကျွေးလိုက်ပြီကြည့်အောင်ကြောက်တော့ပြန်ကဲရနေလားမသိဘူးဒီတော့ပါပြီဖိချက်တော့တော်တော်လေးကိုအားပါလေအဲ့တော့ဒီဘိုက်မှာလည်းထိခံထားရတဲ့အချက်ပါပဲဗျအဲ့ဒီကနေပြီးတော့အထိနာပြီးတော့မှဒါညာဝိုက်ကျွေးခံလိုက်ရတယ်ဗောနော်အဲ့တော့ဘယ်လိုပဲပြောပြောအစောပိုင်းမှာကျွန်တော်ပါဝါပြင်းနေဆိုတဲ့အတိုင်းပဲဒီတေးဖိုက်တာသူ့ရဲ့ပါဝါနဲ့ပြန်ဖက်ကိုဒါအမောက်တိတ်သွားခင်းတယ်ဗျနောက်ထပ်ပွဲစဉ်တစ်ပွဲတွားလိုက်အောင်ဗျဘန်တန်ဝိတ် MMA ပွဲစဉ်ဖြစ်ပါလေအနီတော့ကဘောင်းရဲ့ main နဲ့ဖိုက်တာတော့ပါရာဂွေးနိုင်ငံကဖိုက်တာပါသူ့နာမည်ကတော့ဒီဝေါ်ဒီမာဘရီတက်စ်လို့ခေါ်တယ်အဘောင်းကြီးနဲ့ဖိုက်တာဂျက်ဂျစတန်ကပါနော်ခါဆတ်အလီဘတ်လို့ခေါ်တယ်ဗျအပေါင်းမင်းနဲ့ဖိုက်တာတော့9ပြီ8ရှိပြီအသက်ကတော့20နဲ့3နှစ်ပါအပေါင်းမီဖြူနဲ့ဖိုက်တာကတော့6ပြီ2လက်မရှိပြီအသက်ကတော့20နဲ့3နှစ်ဗျခုဒီပွဲစဉ်ကတော့ဖိုက်တာ2ဦးစလုံးအတွက်1 championship ပွဲဥထွက်ပွဲစဉ်ဖြစ်ပါတယ်။ဘောဂရိတ်ဖိုက်တာနည်းနည်းလေးဖိဖို့ကြိုးစားချင်နေတယ်ဗျသူ့ရဲ့အနေထားပထမချိန်ပဲရှိသေးတယ်။ကောင်းတယ်ညာဝိုက်ဘယ်ဝိုက်တွေကျွေးထား clinch တူးတိုက်ထားတယ်။နည်းနည်းလေးကွယ်သွားတယ်။မကန်ချက်ကန်ထားတယ်ကန်ချက်နဲ့ဆန်းထားလေးရဲ့ဗျဘယ်ဝိုက်ညာဝိုက်ကြိုးအထိနာနေပြီ Oh my god clinch ဒူးတိုက်ချက် double leg ထိတ်တောင်ရယူဖို့ကြိုးစားနေတယ် Judges Stan Fighter အနေနဲ့အချိန်ကြီးတော့မကောင်းတော့ဘူးဗျသူ့ရဲ့ပုံစံကတော့ဒူးတိုက်ချက်မှာတော်တော်လေးနာပုံရတယ် body ကိုထပ်ပြီးတော့မှထိုးထားတယ် single leg ဆွဲတဲ့အနေထားပြန်ပြီးပြုတ်သွားတယ်ထပ်ပြီးတော့မှ right hook လက်ခုကျွေးထားတယ်ထပ်ပြီး right hook တစ်လုံးပြန်ကျွေးလိုက်တယ် Oh oh ကဲခွေးရလိုက်ပါပြီကောင်းလုံးနဲ့ဗျာဒီ clinch တုံးသွားတဲ့ဒူးတိုက်ချက်တွေကဲကျွန်တော်ဒီကနေ့မှာတော့ဒါလုံးဝပွဲစဉ်ဒီအကျန်းတွေပေါ့နော်မြန်မာဖက်တာနှစ်ဦးပေါင်းရှင်ပင်ထုတ်တက်ခဲ့တုန်းကပွဲစဉ်တွေကိုစုစည်းပြီးတော့ပရိသတ်တွေနဲ့အတူကျွန်တော်အစဆုံးလေ့လာကြည့်ရှုသုံးသပ်တင်ဆက်ပြီးတော့ခင်ဗျာပဲဖြစ်ပါလိမ့်အဲ့တော့နောက်လာမယ့်ဗီဒီယိုတွေမှာဆိုရင်လည်းကျန်ရှိနေသေးတဲ့တကယ်ကိုအလဲထိုးပွဲစဉ်ကျင်းတွေကိုစုစည်းပြီးတင်ဆက်ပြီးတော့လို့ရှိပါလိမ့်ကြည့်ရှုအားပေးနေတဲ့ပရိသတ်တူတယောက်ချင်းတဲ့ကိုထူးပဲကျေးဇူးတင်ပါတယ်